လူသက်သမားရဲ့ညစာလူသက်သမားကသွေးအေးတယ်သွေးမချောက်သေးတဲ့လက်နဲ့စီကရက်ကိုမီးညှိပုံသူတတ်ထားတဲ့အလောင်းရဲ့အင်ကြီးရင်ဘတ်ကျဲသီးတွေကိုဆွဲစိတ်ပေးပုံကော်ဖီဆိုင်တဲကထလာသလိုလေကလေးချွန်ပြီးရှောက်သွားလိုက်သေးတဲ့အော်တန်တွေစူညာရဲတွေရောက်လာတရင်စာမျက်နှာဖုံးမှာခေါင်းကြီးစလုံးမဲကြီးနဲ့ပါလာအသက်ခံရသူရဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးကို TV ကမကြာထုတ်လွှင့်နေတစ်မျိုးလုံးကလည်းဒီအမှုအကြောင်းပဲပြောနေကြရွှေကိုလိုလို့တတ်သလားလူကိုလိုလို့တတ်သလားတခါကရန်ညိုးလားစိတ်တစလူသက်သမားလားအသေးစိုးလေခြင်းလို့စုတ်သက်သူကသက်အတင့်ရဲလေခြင်းလို့ဒေါကန်သူကကန်ရှေ့ကလမ်းချိုးကွေ့အမှောင်ရိပ်ထဲလူသက်သမားစောင့်နေမလားလို့ကြောက်လန့်သူတွေလည်းရှိရဲ့ဒီလိုနဲ့မြို့ကလေးတဲ့ညအမှောင်တုကတွားဝင်လာတကားတွေစောစောပိတ်မီးတွေစောစောမှိတ်ကြစောစောတော့အိတ်မပျော်နိုင်ကြလူသက်သမားရောဒီချိန်ဆိုညစာစားနေလောက်ပြီဝိုင်ကလေးတောက်လိုက်စပစ်သီးလေးမြုံလိုက်နဲ့လေပြီးတော့မနက်ကသွေးစွန်းခဲ့တဲ့သူ့လက်ကိုစုပ်လိုက်ဖြန့်လိုက်နဲ့စိုက်ကြည့်ရင်ဝင်းငွေလေးပြုံးမယ်သူတွေးမိမှာကတယောက်ကိုတတ်လိုက်ရုံနဲ့တစ်မျိုးလုံးသေဆုံးသွားခဲ့တဲ့အကြောင်းနှင်ခါမှု